ကျွန်တော်ဗျာကိုယ့်ရဲ့အတစ်တွေကိုသဘောကျတယ်ကျွန်တော်အတစ်တွေတခုတော့လုပ်ပြီးပါပတ်စံဘယ်လောက်ပဲပေးရပေးမယ်နေရောခင်ဗျာကျွန်တော်တောင်းတော့ပေးနိုင်ဟာပေးနိုင်တာပေါ့ဘယ်လောက်လေးသာပြောတာဟုတ်ပြီလေဆိုလေအတစ်အားလုံးအပြီးစီးကို3,500ပဲပြီနော်ဟာခမရအဲ့ဒီကြီးရဘာလို့အဲ့လိုဈေးကြီးနေဘာလို့အဲ့လိုဈေးကြီးနေတိလားကျွန်တော်ရဲ့ edit တွေကစောက်ရမ်းမိုက်